တွန်တေးမြို့နယ်မှာကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့်ပြည်သူ့စကားဝိုင်းကျင်းပပြုလုပ်တဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရောင်တိုင်းဒေသကြီးတွန်တေးခရိုင်တွန်တေးမြို့နယ်ခရရကျွော်အုပ်စုခရရရွာသစ်ကြီးရွာရှိဗတ်စုံသုံးခန်းမတွင်မြန်မာနေ့နနက်10:00 နာရီချိန်ကကျေးလက်ဒေသဖွံ့ဖြိုးရေးပြည်သူ့စကားဝိုင်းကိုကျင်းပပြုလုပ်ခဲ့ပါတယ်။ခမ်းနားတွင်ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးဦးဝင်းထက်အောင်ကိုစားဒုတိယဦးစီးမှူးဦးခင်စောမှအဖွင့်မှာစကားပြောကြားပြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးရာရှိဦးတန်းထေအောင်ကကျေးလက်ဒေသဖွံ့ဖြိုးရေးပြည်သူ့စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့ပါတယ်။ဆက်လက်၍ပြည်သူ့စကားဝိုင်းကိုကျင်းပရာမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဒုတိယဦးစီးမှူးဦးခင်စောကဦးဆောင်ဆွေးနွေးကာမြို့နယ်ရဲတပ်ဖွဲ့မှူးကိုစားခရရရဲစခန်းမှစခန်းမှူးဒုရဲအုပ်မင်းရဲကျော်စွာကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးဒေါ်ရင်ရင်ထေးစိုက်ပျိုးရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူးဦးတင်မြင့်အောင်ငါးလုပ်ငန်းဦးစီးဌာနမှမြို့နယ်ဦးစီးမှူးဦးဝင်းလိုင်တမအမဦးစီးဌာနမှမြို့နယ်ဦးစီးမှူးဒေါ်အေးထိုက်ကိုစားဦးညာလင်းထွန်းတို့ကမိမိတို့ရဲ့ဌာနလုပ်ငန်းများဆောင်ရွက်နေမှုများကိုရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါတယ်။ယင်းနောက်တက်ရောက်လာကြသောဒေသခံပြည်သူများကသိရှိလိုသူများမေးမြန်းကြရာတောင်းရှိသူများကပြန်လည်ဖြေကြားပေးခဲ့ပြီးတက်ရောက်လာကြသောဌာနဆိုင်ရာအကြီးအကဲများရပ်မိရပ်ဖများစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပါတယ်။သတင်းကိုတွန်တေးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကျွန်တော်ဓာတ်ပုံနှင့်ဦးမျိုးလိုင်ကရိုက်ကူးပေးပို့ထားတာဖြစ်ပါတယ်။